Iti pito bhagava araham dhamma dhambuddho Vaisa sarana dhambano dukkhato loka vidu Anuttaro purita dhamma dharati Tathare wa manudhanam buddho bhagavati Asaineya 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 Abbameya 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 Majansa manai shingang do gunong paunanda ne Long Hoa Âu Tôn Biết Dụng Đồ Mù Tô Miết Xòa Phật A Ra Hán Luân Kết Thu Miết Tô Tỳ La Gông Tha Ma Thi Gông PညာGông Wí Mௌ Thi Gông Wí Mௌ Thi Nhana Đаттana Gông Đôနှင့်ပြည့်စုံတော်မူသောကြောင့်လူနတ်မြမတတ္တဝါပေါင်းတို့၏ပူဇော်ထူးကိုခံယူတော်မူတိုက်ပေသောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကဝါ1500ကိလေသာအညစ်အကြေးတို့မှကင်းဝေးစင်ကြယ်တော်မူပေသောမြတ်စွာဘုရားအရဟံလောဘဒေါသမောဟအစရှိသောကိလေသာယံတို့ကိုပယ်တတ်တော်မူပြီးသောမြတ်စွာဘုရားအရဟံတန္တရာစိတ်ရထောင်းကံတို့ကိုချိုးဖျက်တော်မူပြီးသောမြတ်စွာဘုရားအရဟံမြင့်မောင်မြင့်ကွယ်ခြင်းခတ်သိစင်ကြယ်၍စိတ်ကွယ်ရာမရှိတော်မူသောမြတ်စွာဘုရားသမ္မာသမ္ဗုဒ္ဓသစ္စာ4ပါးခတ်သိမ်းသောတရားတို့ကိုသူတစ်ပါးထံနိမခံပဲကိုယ်တိုင်ဉာဏ်ဝစွမ်းဖြင့်စူးစမ်းရှာဖွေကမှန်ကန်စွာသိတော်မူသောမြတ်စွာဘုရားဝိဇ္ဇာစရဏတံပံသောဝိဇ္ဇာမြည်သောဉာဏ်တု3ပါးဉာဏ်တု7ပါးစရဏမြည်သောခြေခံကျင့်တရား15ပါးတို့နှင့်ပြည့်စုံတော်မူပေသောမြတ်စွာဘုရားဒုက္ခတောတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်စွာတော်မူတတ်ပေသောမြတ်စွာဘုရားဒုက္ခတောမိခင်ရှိဖြာတင့်တယ်သောမူရာဖြင့်ကောင်းစွာသွားခြင်းကောင်းစွာဖြစ်ခြင်းရှိတော်မူပေသောမြတ်စွာဘုရားလောကဝိတုလောက၏အကြောင်းအရာအလုံးစုံကိုအကုန်အစင်သိမြင်တော်မူပေသောမြတ်စွာဘုရားအနုတ္တရောမြင့်မြတ်ဆုံးဖြစ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏဒသနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လောကဓာတ်အလုံး၌အမြတ်ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားပုရိသဓမ္မသာရတိယဉ်ကျေးလိမ္မာပညာအသိမရှိကြသေးမပြည့်ဝသေး၍ဆုံးမမေတ္တိုက်သောပုဂ္ဂိုလ်တို့အားယဉ်ကျေးလိမ္မာပညာပြည့်ဝအချိုးကျအောင်ဆုံးမသွန်သင်တော်မူတတ်ပေသောမြတ်စွာဘုရားအနုတ္တရောပုရိသဓမ္မသာရတိဆုံးမတိုက်သောပုဂ္ဂိုလ်တို့အားညွှန်ကြားသွန်သင်ပဲ့ပင်ဆုံးမမှု၌အတုမရှိအမြတ်ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားတထာဒေဝမနုဿာနံချမ်းသာရာကြောင်းလံကောင်းညွှန်ပြဆုံးမတော်မူတတ်၍လူနတ်တို့ဤဆရာမြတ်အစေဖြစ်တော်မူပေသောမြတ်စွာဘုရားဘုရားတရားအလုံးစုံကိုအကုန်အစင်သိတော်မူပေသောမြတ်စွာဘုရားဘဂဝံဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တတို့နှင့်လုံးဝဥဒ္ဒုံပြည့်စုံတော်မူပေသောမြတ်စွာဘုရားအရဟံစရှိသော9ပါးသောဂုဏ်တော်10ပါးသောဂုဏ်တော်အနန္တဂုဏ်တော်ကျေးဇူးတော်အပေါင်းတို့နှင့်ပြည့်စုံတော်မူသောတတ္တော်ထင်ရှားသဗ္ဗညုမြတ်စွာဘုရားကိုဘုရားတပည့်တော်သည်ယုတ်သေးမြန်တို့လက်ဆုံးမိုး၍ရှိခိုးပူဇော်ဘုမြော်မှန်လျှော့ကြတော်ပါ၏မြတ်စွာဘုရားသောခါတော်ဘဂဝါတော်ဓမ္မောသန္တိတိကောအာဂါလိကောအေဟိပတ္တိကောဩပနေယိကောပစ္စတံဝိရိတဘောဝိညုဟိတိဘဂဝါတာမြတ်စွာဘုရားသည်အခါတော်ဟောကြားတော်မူအပ်သောဓမ္မောတရားတော်သည်သက္ခာတော်ကိလေသာငြိမ်းချောင်းကောင်းမွန်မှန်ကန်စွာဟောအပ်သောတရားတော်မြတ်ပါပေတကားတန်တေတိကောကျင့်ကြံအားထုတ်လျင်မြတ်မောက်ကိုယ်တိုင်တွေ့မြင်နိုင်သောတရားတော်မြတ်ပါပေတကားအကာလီကောအချိန်အခွင့်မဆိုင်လင့်မဲ့အသည့်လည်းငင်းချစ်ချင်းအကျိုးပေတတ်သောတရားတော်မြတ်ပါပေတကားအေပတိကောလာပါကြည်လေပါဟုကျင့်ကြံအားထုတ်ရန်ဖိမှန်တိုက်တွန်းတိုက်သောတရားတော်မြတ်ပါပေတကားဝ
ဩပနေဤကိုမိမိတန်တ၌တည်အောင်ပြည့်စုံတိုက်သောတရားတော်မြတ်ပါပေတကားဘေဇတံဝေရိတဘောဝိညုဟိတရားမြင်တိတိပညာရှိရှိပါအရိယာများသာလျင်ကိုတရားနှင့်ကိုအတိတိသိမြင်ခံစားရသောတရားတော်မြတ်ပါပေတကားဒွေခါတာအစရှိသောဤဂုဏ်တော်6ပါးနှင့်ပြည့်စုံတော်မူသောမေလေးပါးဖို့လေးပါးနိဗ္ဗာန်ပရိယအဖြစ်10ပါးသောတရားတော်မြတ်ကိုဘုရားတပည့်တော်သည်ယုတ်သေးမြတ်နိုးလက်ဆုံးမိုး၍ရှေဖို့ပူဇော်ဖူးမြော်မှန်လျှော့ကြတော်ပါ၏မြတ်စွာဘုရားသောပฏิပန္နောဘဂဝတောသာဝကသံဃောဥဇောပฏิပန္နောဘဂဝတောသာဝကသံဃောညာယပฏิပန္နောဘဂဝတောသာဝကသံဃောသာမိစိပฏิပန္နောဘဂဝတောသာဝကသံဃောယရိရံသတ္တာရိပုရိသယုဂာနိအတ္ထပုရိသပုဂ္ဂလာဧတဘဂဝတောသာဝကသံဃောအာဟုနေယောပါဟုနေယောဒက္ခိနေယောဣဇလိကရဏီယောအနုတရံပုညခေတံလောကတာတိဘဂဝတောမြတ်စွာဘုရားဤသာဝကသံဃောတပိသပေါင်းသံဃာတော်သည်သုပတိပန္နောလောဘဒေါသမောဟအကင်းကြောင့်သီလသမာဓိပညာအကျင့်ကောင်းကိုကောင်းစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားဥဇောပฏิပန္နောကိုယ်နှုတ်စိတ်ထားအကောက်3ပါးကင်းရန်ဖြောင့်မှန်စွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားညာယပฏิပန္နောဆင်းရဲငြိမ်းရန်နိဗ္ဗာန်လို့ငါသင့်လျောစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားသာမိစိတ်ပฏิပန္နောသူများကပြုသည့်ယုတ်သိမှုနှင့်တည်တဲ့ထိုက်တန်အောင်ကျင့်ကြံတော်မူသောသံဃာတော်မြတ်ပါပေတကားအာဟုနေယောအယဝေမှတော်လဲဆောင်လာ၍ဘေလူပူဇော်ထိုင်ဘေလူဒီကိုခံယူတော်မူထိုက်သောသံဃာတော်မြတ်ပါပေတကားဘာဟုနေယောချစ်မြတ်နိုးအပ်သည့်ဧည့်သည်များအတွက်အထူးပြုပြင်ထားသောစားကောင်းသောခွဲကိုတော်လဲဘေလူပူဇော်တိုက်ခံယူတော်မူထိုက်သောသံဃာတော်မြတ်ပါပေတကားဒက္ခိနေယောနောင်တမလွန်လောက၌ကောင်းကျိုးရမည်ဟုယုံကြည်၍ဘေလူစီကိုခံယူတော်မူထိုက်သောသံဃာတော်မြတ်ပါပေတကားဣဇလိကရဏီယောကောင်းကျိုးချမ်းသာမှန်စွာရမည်ဟုယုံကြည်မြော်ကိုလည်းလက်အုံမိုး၍ရှ िख ိုးထိုက်သောသံဃာတော်မြတ်ပါပေတကားအနုတရံပုညေခေတံလောကတကောင်းမှုမျိုးကိုစိုက်ပျိုးရန်အလိုငါတတဝါပေါင်း၏အကောင်းဆုံးတရားမြင်ဖြစ်တော်မူသောသံဃာတော်မြတ်ပါပေတကားသုပတိပန္နအစရှိသောဤကိုးပါးသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူသောမက္ကထံပုဂ္ဂိုလ်၄ပါးဖလထံပုဂ္ဂိုလ်၄ပါးအားဖြင့်၈ပါးသောရိယာပုဂ္ဂိုလ်အပေါင်းသံဃာတော်မြတ်ကိုဘုရားတပည့်တော်သည်ယုတ်သေးမြတ်နိုးလုံမိုး၍ရှ िख ိုးပူဇော်ဖူးမြော်မှန်လျှော့ကြတော်ပါ၏မြတ်စွာဘုရား